အပန်းသုံးရဲ့စမှာတော့ Okabe တို့ဟာ IBM ကိုငှားယူခဲ့ပြီး Kirisu နဲ့ Okabe တို့တခွဲခန်းကိုပြန်တည်ဖို့ရုန်းကန်ခဲ့ကြပါတယ်။သူတို့တခွဲခန်းအပြင်ဘက်ကိုပြန်ရောက်တဲ့အခါမှာတော့ Suzuha က CRT ဆိုင်ကနေထွက်လာပြီးသူတို့တည်လာတာကိုအလွန်စိတ်ဝင်စားနေခဲ့ပါတယ်။ဒါပေမဲ့သူရဲ့စိတ်ခံစားချက်က Okabe ကိုကူညီနေတဲ့သူကိုတတိထားမိတဲ့အခါမှာတော့လုံးဝပြောင်းလဲသွားခဲ့ပါတယ်။သူမက Kirisu ရဲ့နာမည်အပြည့်စုံကိုဘယ်လိုသိလဲမသိပဲသူမကိုတိုက်ခတ်မဲ့ပုံစံနဲ့စိုက်ကြည့်နေခဲ့ပါတယ်။ Suzuha ကိုဆိုင်ငယ်ကိုပြန်ခေါ်ခဲ့ပြီး Kirisu က Okabe ကိုအဲ့ဒါဘာလဲလို့မေးခဲ့ပါတယ်။အတွင်းထဲရောက်တော့သူတို့ကတက်တာကိုဖွင့်ပြီး IBM 9000တရားကိုတက်ဆိုင်ခဲ့ကြပါတယ်။ဒါတို့က Okabe ကိုသူ့ PC နဲ့ချိတ်ဆက်ပြီး CER ရဲ့အချက်လက်တွေကိုဖြည့်ရှင်းနိုင်မှုလိုအပ်မဲ့အစိပ်ပိုင်းတွေစင်းကိုပေးခဲ့ပါတယ်။ Okabe ကအစိပ်ပိုင်းတွေကိုစုဆောင်းမှုထွက်သွားခဲ့ပါတယ်။ရှာဖွေနေတော့မှသူက Suzuha နဲ့တွေ့ဆုံခဲ့ပြီးသူမကအစားထိုးပစ္စည်းအချို့ကိုရှာဖွေရမှကူညီပေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့သူမက IBM နဲ့အကြောင်းတကယ်သိတဲ့သူတယောက်ကိုသူမသိခဲ့ဘူးကြောင်းရှင်းပြခဲ့ပါတယ်။ Okabe ကသူတို့နဲ့ဆက်သွယ်ဖို့တောင်းဆိုခဲ့ပေမဲ့ Suzuha ကသူတို့သိဆုံးသွားပြီဖြစ်လို့မဖြစ်နိုင်ကြောင်းရှင်းပြခဲ့ပါတယ်။သူကသူမကို Kirisu နဲ့ပတ်သက်ပြီးခုနကဘာလို့ထူးဆန်းတဲ့တုံ့ပြန်မှုမျိုးရှိခဲ့တာလဲလို့မေးခဲ့ပါတယ်။ Suzuha ကသူမလုပ်ခဲ့တာဘာမှမရှိကြောင်း Kirisu ကိုမသိသေးတဲ့အချိန်မှာသူမအဲ့လိုမပြုတ်မှုသင့်ကြောင်းပြောဆိုပြီးတောင်းပန်ခဲ့ပါတယ်။ပြီးတော့သူမက Kirisu ကိုတတိထားဖို့တတိပေးခဲ့ပါတယ်။အဲ့ဒီညနောက်ပိုင်းမှာတော့သူတို့အပြင်မှာအတူရှိနေတော့ဒါတို့က IBM ကိုသူ့ PC နဲ့ချိတ်ဆက်နိုင်ခဲ့ပါတယ်။ဒုတိယမစ်ရှင်ပြီးဆုံးပါပြီ။ IBM ကိုအသုံးပြုပြီးသူတို့က CER ရဲ့ encrypted file တွေကိုဖြည့်ရှင်းနိုင်ခဲ့ပါတယ်။အဲဒီမှာ CER ဟာနှစ်ပေါင်းများစွာအချိန်ခရီးသွားခြင်းစမ်းသပ်မှုတွေကိုတက်ကြွစွာလှုပ်ဆောင်နေခဲ့ပြီးစမ်းသပ်မှုအတွင်းမှာလူ14ဦးထပ်မံအတိတ်ကိုပို့ဆောင်ခံခဲ့ရတယ်ဆိုတာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့အတိတ်ကိုပို့ဆောင်ခံခဲ့ရတဲ့အခါတိုင်းသူတို့ကခရီးစဉ်ကိုမရှင်းသန်နိုင်ခဲ့ပဲထုတ်လုပ်ခဲ့တဲ့ black hole များစွာကိုဖျက်ဆီးစေမှာသူတို့ရဲ့ drug တွေက molecule အဆင့်မှာညှစ်ထုတ်ခံရတာကြောင့်ငပြောသေးတွေနဲ့ဆင်တူတဲ့ဂျယ်လီပုံစံအခြေအနေတွေနဲ့အဆုံးသတ်ခဲ့ကြပါတယ်။ထိတ်လန့်စရာကောင်းတဲ့သတင်းတွေကြားကနေ Okabe က full microwave ကိုပြီးဆုံးအောင်လုပ်ဖို့ကတိပြုခဲ့ပြီး CRN ကိုတကယ်အချိန်ခရီးသွားခြင်းမှအနိုင်ယူဖို့ကြိုးစားခဲ့ပါတယ်။နောက်တစ်နေ့မှာသူတို့က Mayuri ကို CRN ရဲ့စမ်းသပ်မှုတွေအကြောင်းနဲ့ CRN မလုပ်ခင်သူတို့ရဲ့အချိန်ခရီးသွားသက်ကိုပြီးဆုံးအောင်လုပ်ဖို့သူတို့ရဲ့ပန်းနိုင်အသည့်အကြောင်းအသိပေးခဲ့ပါတယ်။သူတို့ကအတိတ်ကိုပို့ဆောင်တဲ့ message တွေကိုဒီမေးလို့အမည်ပေးခဲ့ပြီးအဲ့ဒါကိုပုံပြင်းထန်စွာစမ်းသပ်မှုတွေစတင်ခဲ့ပါတယ်။ message တွေကိုပဲအချိန်မှာပို့နိုင်လဲ message တစ်ခုထဲမှာဘယ်လောက်အထိ data ပို့နိုင်လဲဘယ်လောက်အထိအတိတ်ကိုပို့နိုင်လဲဆိုတာသူတို့သိဖို့အချိန်အကြာကြီးမယူခဲ့ပါဘူး။နောက်တစ်နေ့မှာသူတို့ပထမဆုံးတွေ့ခဲ့တဲ့အချိန်ကလေးကသူ့ဖုန်းကိုဇက်တိုက်ခေါ်ဆိုပြီး IBM 9100အကြောင်းမေးမြန်းနေခဲ့တဲ့မိုးအေးကာကတခွဲခန်းကိုရောက်လာခဲ့ပြီးအဲ့ဒါကိုကြည့်ကျင်ခဲ့ပါတယ်။အဲ့ဒါကိုမြင်ပြီးနောက်မှာသူမကသူ့ကိုငှားပေးဖို့တောင်းဆိုခဲ့ပါတယ်။သူကသူ့ဘက်သူငှားထားတာဖြစ်ကြောင်းပြောဆိုပြီးညှိဆိုခဲ့ပါတယ်။ဒါပေမဲ့သူအသုံးပြုပြီးသွားရင်တော့သူမငှားရနိုင်တယ်လို့ပြောခဲ့ပါတယ်။သူကသူမကိုထွက်သွားဖို့တောင်းဆိုတော့မလို့လုံနေတော့မှတခွဲခန်းအဖွဲ့ဝင်အားလုံးဝင်လာခဲ့ပါတယ်။လှုပ်ဝက်ချက်ဆိုတာကိုလုံးဝနားမလည်တဲ့သူတို့အားလုံးကအချိန်ဆက်အကြောင်းကိုပုံပွင့်လင်းလင်းပြောဆိုခဲ့ကြပြီးမိုးရဲကာကစိတ်ဝင်စားသွားခဲ့ပါတယ်။အခြားရွေးစရာမရှိတာကြောင့် Okabe ကသူမကိုအဖွဲ့ဝင်အသစ်ဖြစ်ကြီးညာခဲ့ပြီးတခွဲခန်းအဖွဲ့ဝင်နံပါတ်5ဖြစ်လာခဲ့ပါတယ်။ဒါတို့က phone microwave ရဲ့ programming ကို update လုပ်ခဲ့ပြီး phone microwave နဲ့ချိတ်ဆက်ထားတဲ့ဖုန်းကနေသာမကဘယ်သူမှဆိုဘယ်နေရာကနေမှဆိုဒီမေးကိုလက်ခံနိုင်အောင်လုပ်ဆောင်ခဲ့ပါတယ်။ပထမဆုံးတရားဝင်စမ်းသပ်မှုမလုပ်ခင်မှာ Mayuri ကမိုးရဲကာကိုတခွဲခန်းပတ်လေကိုလိုက်ပြခဲ့ပါတယ်။ဒါမှသူမကအထီးကျန်သလိုမခံစားရမှာပါ။အတိတ်ကိုတကယ်ပြောင်းလဲနိုင်မလားဆိုတာစမ်းသပ်ကြည့်ချင်တာကြောင့် Okabe ကသူ့ကိုယ်သူထိပေါက်ကဏ္ဍတွေရဲ့ message တစ်ခုပို့ခဲ့ပါတယ်။ message ပို့လိုက်တဲ့အခါမှာသူကအရင်ကဂျိုတူပြကြမှုတုန်းကခံစားခဲ့ရတဲ့ခံစားမှုမျိုးနဲ့ဆင်တူတဲ့ခံစားမှုကိုနောက်တစ်ချိန်ကြုံတွေ့ခဲ့ရပါတယ်။ပြန်လည်ကောင်းမွန်လာပြီးနောက်မှာသူကအစီအစဉ်အောင်မြင်လားလို့အားလုံးကိုမေးခဲ့ပါတယ်။ဒါပေမဲ့တခြားဘယ်သူမှအဲ့ဒီစမ်းသပ်မှုဖြစ်ပျက်ခဲ့တာကိုမသိတော့ပါဘူး။လူကာကဝင်လာပြီးတောင်းပန်ပါတယ်။သူက Okabe ကိုပြီးခဲ့တဲ့အပတ်ကသူပေးခဲ့တဲ့ဒီကဏ္ဍတွေကိုယူပြီးထည့်ခဲ့ကြောင်းဒါပေမဲ့သူ့ရဲ့ကိုယ်ပိုင်အမှားကြောင့်ကံမကောင်းစွာနဲ့မှားယွင်းခဲ့ကြောင်းသိပေးခဲ့ပါတယ်။ Okabe ကဂျွန်တီတာရဲ့ message ပုတ်တွေပေါ်မှာပြောခဲ့တာတွေကိုပြန်သတိရပြီးသူ့ကိုယ်သူတွေးတောနေခဲ့ပါတယ်။သူပို့ခဲ့တဲ့ဒီမေးဟာရိုကာတီလက်မှတ်ဝယ်ခဲ့တဲ့ wall line ကိုပြောင်းသွားခဲ့တာဖြစ်ပြီးအဲ့ဒါကြောင့်စမ်းသပ်မှုကပထမဆုံးကတည်းကမဖြစ်ခဲ့တာဖြစ်ကြောင်းခေါက်ချက်ချခဲ့ပါတယ်။သူတယောက်တည်းသာမှတ်ဉာဏ်တွေကိုထိန်းသိမ်းနိုင်တာကြောင့်ဘာလို့လဲဆိုတာကိုနားလည်နိုင်စာနဲ့သူကဂျွန်တီတာကိုထပ်မံဆက်ဆက်ခဲ့ပါတယ်။ဂျွန်ဒီတာက Okabe မှန်ကန်ကြောင်းအသိပေးခဲ့ပါတယ်။ဒါပေမဲ့ပြောင်းလဲသွားတဲ့ wall line ကနေသူ့ရဲ့မှတ်ဉာဏ်တွေကိုဘာလို့ထိန်းသိမ်းထားနိုင်လဲဆိုတာကိုသူလည်းနားမလည်ခဲ့ပါဘူး။အဲ့လိုဆွမ်းအားရှိတဲ့သူကိုသူဘယ်တော့မှမတွေ့ဘူးလို့ပြောခဲ့ပါတယ်။တီတာကသူဟာကယ်တင်ရှင်ဖြစ်နိုင်ကြောင်းသူတို့ရဲ့ wall line ကို100%ကွဲပြားမှုအမှတ်ကိုကျော်လွန်ပြီး CRN ကစီစဉ်ထားတဲ့ dystopian အနာဂတ်ကိုရှောင်ရှားနိုင်အောင်ဥဆောင်မဲ့သူဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ Okabe က wall line ပြောင်းလဲမှုတွေရဲ့သဘောတဘာဝကိုဒါတို့နဲ့ Kirisu ကိုရှင်းပြခဲ့ပါတယ်။ပြီးတော့ပြောင်းလဲမှုဖြစ်တဲ့အခါမှာသူတယောက်တည်းသာဘယ်လိုမှတ်မိနေလဲဆိုတာကိုလည်းရှင်းပြခဲ့ပါတယ်။သူကဒီစွမ်းရည်ကို reading stania လို့ရည်ညွှန်းခဲ့ပါတယ်။စမ်းသပ်မှုတွေဆက်လက်ပြုလုပ်နေစဉ်မှာမိုးခါဒီမီတစ်ဆောင်ပို့ဝင်တောင်းခဲ့ပါတယ်။ပို့ပြီးတဲ့နောက်မှာတော့ Okabe က wall line တစ်ခုကိုရောက်သွားခဲ့ပြီးအဲ့ဒီ wall line မှာတော့ဘယ်သူမှမိုးခါနဲ့သူတို့နဲ့ဆက်ဆံခဲ့ပူတာကိုမှတ်မိကြတော့ပါဘူး။
နောက်တစ်နေ့မှာတော့လူခါကတခွဲခန်းကိုရောက်လာခဲ့ပြီးမိုးရဲကနဲ့မစုံဘူးတဲ့အကြောင်းနဲ့အချိန်ခီးသွားခြင်းအကြောင်းကိုသူတို့ပြောနေတာတွေကိုနားထောင်မိသွားပါတယ်။သူကခိုးနှားထောင်မိတဲ့အတွက်တောင်းပန်ခဲ့ပေမဲ့သူမမွေးခင်ကသူ့အမေစီကိုဒီမေးတစ်စောင်ပို့ပေးဖို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒါကတော့စားသောက်မှုပုံစံနဲ့ပတ်သက်တဲ့မျိုးပြတဲ့နာရီတစ်ခုဖြစ်ပြီးမမွေးခင်မှာခလေးရဲ့လိန်မျိုးစားကိုလွှမ်းမိုးနိုင်တယ်လို့ဆိုပါတယ်။အသားတွေအများကြီးစားရင်တားလေးမွေးမယ်ဟင်းသီးဟင်းတွေအများကြီးစားရင်တော့သမီးလေးမွေးမယ်လို့ဆိုပါတယ်။ကီရီစုကတော့လုံးဝစဝေးစဝါဖြစ်သွားခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူကအခုတက်ထိရူကာကိုမိန်းကလေးလိုပဲထင်နေခဲ့လို့ပါ။ဒါဟာနောက်ပြောင်နေတာလို့ထင်ပြီးသူကိုယ်တိုင်စစ်ဆေးကြည့်နေပါတယ်။ရူကာရဲ့ရင်ဘတ်ကိုလက်နဲ့ဆန်းကြည့်လိုက်တဲ့အခါမှာတော့ဟုတ်ပါတယ်။သူကရကြလိကြဖြစ်နေပါတယ်။ရူကာရဲ့ဆန္ဒကိုလာရောက်ပြီးသူတို့ကရူကာအမေရဲ့ပေဂျာစီကိုဒီမေးတစ်ဆောင်ပို့ခဲ့ပါတယ်။ကျမတဲ့ကလေးလေးရဖို့ဟင်းသီးဟင်းရွက်တွေအများကြီးစားဖို့ပြောလိုက်တာပါ။ဒါကြောင့်အိုခါဘဲကနောက်ထပ်ကမ္ဘာလိုင်းတစ်ခုကိုထပ်မံပြောင်းလဲသွားပြန်ပါတယ်။ဒါပေမဲ့တတိပြန်ရလာတဲ့အခါမှာတော့ရူကာစီကတီးတာတဲ့ပြောင်းလဲမှုကိုမတွေ့ရသေးသလိုမေးဖို့လည်းမဝင်မရဖြစ်နေပါတယ်။နောက်တစ်နေ့ Cat Mate Cafe မှာအချိန်ဆက်ကြောင်းပြောနေတော့မှပဲထပ်ပြီးအကြောင်းခံလိုက်ရပြန်ပါလေ။ဒီလူတွေကနှုတ်ဝက်ချက်ကိုလုံးဝမထိနိုင်ကြပါဘူး။ Ferris ကသူတို့ဘာအကြောင်းပြောနေလဲဆိုတာကိုမေးပြင်မယ်အိုခါဘဲကရှင်းပြဖို့ညှင်းဆန်ခဲ့ပါတယ်။ဒါပေမဲ့ဓာတ်ရုပ်ကတော့အလွယ်တကူပဲအကုန်ပြောပြလိုက်ပါတယ်။တခွဲခန်းကိုပြန်ရောက်တဲ့အခါမှာတော့ IBM 9100ပြောင်းနေတာကိုအိုခါဘဲတွေ့လိုက်ရပါတယ်။ဒါတော့နဲ့စကားပြောကြည့်တော့မှမိုးရဲခါရဲ့ပထမဆုံးဒီမေးကြောင့်သူတို့မှအဲ့ဒီဆက်လုံးဝမရှိခဲ့ဘူးလို့ဆိုတာသိလိုက်ရပါတယ်။ဒီမေးတွေအကြောင်းအတိတ်မှာဖြစ်ခဲ့တဲ့သိငယ်တဲ့အပြောင်းလဲတွေဟာ butterfly effect ကိုဖြစ်စေပြီးသူတို့ထိန်းချုပ်လို့မရတဲ့အပြောင်းလဲတွေစီကိုဥတီသွားစေတယ်လို့ခီရီစုကတွက်ချက်လိုက်ပါတယ်။အိုခါဘဲက IBM အကြောင်းရူခါကိုဆက်သွယ်မြင်မြင်တဲ့အခါမှာတော့တစ်ချိန်ကရှိခဲ့ဘူးပေမဲ့အခုတော့မရှိတော့ဘူးလို့ရှင်းပြခဲ့ပါတယ်။မြို့ထဲမှာရှောက်သွားနေတော့အိုခါဘဲဟာမိုးရဲခါကိုတွေ့ပြီး IBM အကြောင်းမြင်မြင်ခဲ့ပေမဲ့သူလည်းဘယ်မှာရှိမှန်းမသိသလိုအသေးအံရှာနေတော့မှဖြစ်ပါတယ်။အရင်ဝေါ်လိုက်နဲ့မတူပဲအခုဝေါ်လိုက်မှာကတော့အားလုံးကမိုးရဲခါကိုသိနေကြတာကိုအိုခါဘဲတွေးရှိသွားပြီးဒါဟာခီရီစုရဲ့ butterfly effect theory ကိုပိုပြီးခိုင်မာစေပါတယ်။အဲဒီနောက်မှာတော့သူတို့အားလုံး Ferris ရဲ့တိုက်ခန်းကိုတွားလဲကြပြီး Ferris ရဲ့တကယ်အမိရင်းက Romeo Akhiha ဖြစ်ပြီးသူ့မိသားစုက Akhiha ပါတာတစ်ခုလုံးကိုပိုင်ဆိုင်တာဖြစ်ကြောင်းသိလိုက်ရပြီးအပိုင်း3ကိုဒီမှာနေမဲ့စသိမ်းပြရစီလို့ပြောရင်နှုတ်ဆက်လိုက်ပါတယ်။နောက်လာမယ့်နေ့တွေမှာလည်းကျန်နေသေးတဲ့အပိုင်းတွေကိုတင်ပြသွားမှာမို့လို့အဆင်ပြေမဲ့ဆိုရင် like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်